ချင်းနဲ့ပတ်သက်ပြီးတွေ့ရအမြင်အလင်းသက်တမ်းအကျွမ်းနဲ့ဖြတ်ညက်ထားတဲ့ man that ဖက်ကအတောင်မဆုံးအောင်ခက်ဆောင်ကခေါ်တော့ခဲ့တယ်မညင်အထက်ထက်ဝမ်းနဲ့မှုဖြစ်နေရက်ဆက်တဲ့ငယ်ဆိုးတွေတွင်းနဲ့စင်ကမတ်တဲ့ဖွင့်ကြည့်မရခဲ့အလုံးသားနဲ့ရှင်းပြီးသွားခဲ့အဲ့တော့မင်းသိရမယ်အကြောင်းအရာတွေရှင်းပြီးပြခဲ့ဘဝမှာမင်းရဲ့မိသားစုမင်းမိဘပြီးမင်းထွက်လို့အဲ့ဒါသိချစ်တယ်မင်းစားပဲဟုတ်တယ်မလားနောက်ထပ်ဘသူနဲ့ထပ်ပြီးကြိုက်ခဲ့မင်းပေါ်မှာပြစီလိုက်တယ်ရှာရထပ်ပြီးမိုင်းနဲ့စိတ်ခံစားမှုကြောင့်မင်းမပြတ်စလန်းဖန်တီးလိုက်တယ်မင်းဒီပြထားတယ်မင်းပွိုင်ကိုပြခဲ့ပြီးတိုက်တဲ့ကားလေးပေါ်မျက်ရှိပါလာထပ်ပြီးရှိုက်တယ်အရှိုင်းမှာနာချင်ရင်ဝဆွဲတဲ့တစ်ဖက်စီဝိုင်းတယ်အော်ချီကောင်းတဲ့ဇလန်လေးပေါ်မိုးမလျှော်တဲ့ပြက်လက်တကောင်းကတဲ့ကလျှက်စီတိုင်းပဲအချိုးအချစ်ကြောင့်ကဲရပြီးထင်းကျုံလို့မရအမတခုအဖြစ်ပြောင်းလဲခဲ့ပြီးဒါမလေးကဝတ်တဲ့အင်ကြီးပတီနေအတွက်တော့အသိဟောင်းခွဲမယ်အဝေးတောင်းလေးထည့်ပြီးနှလုံးသားကိုစေးရေးပြရစီကြောင်းတဲ့ရှေ့မှာဒူးတော့ကဆန္ဒပြမင်းကိုပိုင်စုပ်လက်ထက်ခွင်တောင်းခဲ့တယ်မယံကိုသစ္စာဆိုလို့တရနန်းဂျန်နာရီထားလိုက်ပါရေကြီးရဲ့ချစ်တဲ့ဆိုလက်စကားလေးတစ်ခုမကောင်းတဲ့မင်းခါလေတော့တာတွေထွက်ရင်ကိုမအပ်ကွဲတဲ့အင်းလောကမြင်မျက်နှာပြင်လို့ပဲမင်းရဲ့နှုတ်ကညအေးရဝရှင်တိုင်းရှိုးတာတဲ့ပုံမြင်လေးလို့ပဲမြဲနဲ့ပြောပြစီတဲ့ရှင်ဒီဆွဲလဲမှုတွေကြောင့်မကိုမမောဟရီထောက်တန်ရစိတ်ဆွဲတဲ့ထင်တဲ့ပြောမြမချိန်နဲ့ရင်တော့အကောင်းဆုံးစိတ်ရှော့ရှာဖြည့်ရင်ပေါ်